နေ့ကျွန်တော်တို့ဆရာလီယိုမှတစ်ဆင့်ပေါ့နော်လူရှင်တူကဒီစစ်ချောင်းကျောင်းကိုစားတောင်းနဲ့မုံလေးတွေကျွေးဖို့လူတန်းတာရှိလို့ကျွန်တော်တို့တွားရောက်ကျွေးမှုမှာဖြစ်ပါတယ်ကျွန်တော်ကတော့လောအားအနေနဲ့ပါဝင်ကူညီပေးမှာဖြစ်ပါတယ်ပေါ့နော်လူရှင်နာမည်ကတော့ရဲဘော်မောင်ရိုးပေါ့နော်အခုလိုမျိုးကျွေးမှုပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအများကြီးကျွေးမှုနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကလေးတွေအတွက်ကျွေးမွေးရဲ့ဟင်းကတော့ကစုံရဲ့ကြော်လေးရဲ့မြုပ်ကြီးလေးရဲ့မြုပ်ကြီးတောင်းလေးပေါ့နော်ပြီးတော့ကြတာဟင်းလေးပေါ့နော်ပြီးရင်အချို့တဲဖို့ဆိုပြီးတော့မုံလေးပါထည့်ပေးထားတယ်ပေါ့နော်စစ်ချောင်းစကားအကြောင်းလေးတွေဆိုတော့လိုအပ်ချက်တွေတော့အများကြီးရှိနေသေးတာပေါ့နော်ကူညီပေးခြင်းတဲ့လူတွေဆိုရင်လည်းလာရောက်ဆက်သွယ်ပြီးကူညီပေးလို့ရပါတယ်ခင်ဗျာကလေးချိုးကတော့တမင်းစားပြီးတော့ပြန်သွားကြတယ်ပေါ့နော်အဲကြတော့ကျွန်တော်တို့ရှိတဲ့ကလေးနဲ့ပဲအမတ်တရားတက်ဖို့ရိုက်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့ကြတယ်ပေါ့နော်ကျွန်တော်တို့အပြန်လမ်းမှာလည်းဂျားရီယာစစ်ချောင်းစကန်ကျောင်းလေးတွေမှာပေါ့နော်လူရှင်တွေလူတန်းပေးထားတဲ့ကျောင်းလုံးလေးရာပစ္စည်းလေးတွေကိုပေါ့နော်လိုက်လံဝင်မြပြီးတော့ကျွန်တော်တို့လူတန်းခဲ့ပါတယ်ပေါ့နော်ဘိုးကလည်းစစ်တပ်ရွာနေတော့ကလေးတွေတော့ပေါ်သွားလာတာတွေအရင်ခက်ခဲပါတယ်ကြည့်ရှုသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအကူအညီလူတန်းခြင်းနဲ့ဆိုရင်လည်းဆက်သွယ်ပြီးတော့လူတန်းလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်